这里忙他妈谁？咋那么怕看那么的？ တော်ကိုမောင်လို့ခေါ်ပြီးရှက်သွေးဖြောင်ခဲ့တဲ့ခင်ဝင်းဝါလက်ရှိရုပ်ရှင်ရုံတွေမှာယုံတင်ပြသနေတဲ့လိပ်ပြောင်ခွဲခြင်းရုပ်ရှင်ဇာတ်ကားကြီးကတော့ပရိသတ်အားပေးမှုခိုင်မာရရှိထားတာကိုသိကြမှာပါဒီဇာတ်ကားထဲမှာဆိုရင်တော့ပါဝင်ပြုဆောင်ထားကြတဲ့ရရင်တော်နဲ့ခင်ဝင်းဝါတို့ရဲ့လိုက်ဖက်မှုကဆိုရင်လေပရိသတ်တွေကြားထဲမှာရေပန်းစားနေတဲ့ကြောင်းအတစ်ခုဖြစ်ပါတယ်အထူးသဖြင့်ဇာတ်ကားထဲမှာခင်ဝင်းဝါကရရင်တော်ကိုမောင်လို့ခေါ်လိုက်တဲ့ဇဝင်ကန်းဟာကြည့်ရှုသူတွေကြားထဲမှာအတော်လေးကိုမှသဘောကျစရာဖြစ်ခဲ့ပါတယ်ဒီဇဝင်ကန်းနဲ့ပတ်သက်ပြီးတော့ခင်ဝါကပရိသတ်တွေအားပေးနေကြတဲ့အဲဒီဇဝင်ကန်းမှာသူမအနေနဲ့တရုပ်ဆောင်ထားတာတဲ့အပြင်မှာတကယ်ရှက်နေကြတာဖြစ်ကြောင်းဆိုခဲ့ပါတယ်ပရိသတ်တွေကရရင်တော်ကိုမောင်လို့ခေါ်လိုက်တာကိုသဘောကျနေကြပေမဲ့ခင်ဝန်းဝါကတော့အဲ့ချိန်မှာရှက်လွန်းလို့ခေါင်းငုံနေကြရတယ်လို့ဆိုပါတယ်။ဒါကြောင့်ပရိသတ်တွေမြင်တွေ့ကြရတဲ့မျက်နှာအမူအရာတွေကတရုပ်ဆောင်မှုတသက်မဟုတ်ပဲတဘာဝအတိုင်းဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုစစ်စစ်တွေဖြစ်တယ်လို့ဆိုရမှာပါ။ပရိသတ်တွေကတော့ရရင်တော်နဲ့ခင်ဝန်းဝါဟာအရန်လိုက်ဖက်ကြောင်းရှစ်နေကြပြီးကျိုးကတော့အလင်းရောင်နဲ့သာလိုက်ဖက်မှုရှိတယ်လို့ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။